ကျွန်တော်တယောက်ကမေးထားပါတယ်ဆရာလေဖြတ်တာဘာဆေးတောက်ရမလဲဆိုပြီးတော့မေးထားတာရှိပါတယ်အဲ့ဒါကိုဒီနေ့မှာဖြည့်ပေးသွားမှာဖြစ်ပါတယ်အမှန်ကတော့လေဖြတ်တယ်ဆိုတာကယောဂကြီးကြီးမားမားတွေမှာပါဝင်ပါတယ်ဘာဆေးတောက်ပါဆိုပြီးတော့ကျွန်တော်ကဒီ line ပေါ်ကနေပြောလို့မရပါဘူးเนาะအဲ့တော့ဆရာအောင်နဲ့တခြားပြပြီးတော့တခြားကုသမဲ့ယောဂဖြစ်ပါတယ်ဆေးတွေကိုဆွဲပြီးတော့လည်းတောက်ရပါတယ်ဒါပေမဲ့ကျွန်တော်ကဘဝတုဒ္ဒဖြစ်ပွဲတော့ပြပြပေးလို့ရပါတယ်အားကြောင့်မလို့ဒီနေ့မှာကျွန်တော်ဘဝတုဒ္ဒဖြစ်ပွဲပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးလေဖြတ်တဲ့ဟာကိုအရင်ဆုံးပြောချင်တယ်လေဖြတ်တာကအဓိကနှစ်ခုရှိတယ်လေဖြတ်တာဒီအုံနောက်သွေးကြောပိတ်ပြီးတော့လေဖြတ်တာရှိတယ်နောက်တစ်ခုကကျတော့အုံနောက်သွေးကြောပေါက်သွားပြီးတော့လေဖြတ်တာဆိုပြီးတော့နှစ်ခုရှိပါတယ်အဲ့နှစ်ခုကကုသမှုကလည်းမတူပါဘူးဆိုလို့ရှိရင်တောက်မဲ့ဆေးကြီးလည်းမတူဘူးတကယ်လို့သင်ကလေဖြတ်တာကအုံနောက်သွေးကြောပိတ်သွားတာဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကပိတ်သွားတာအတွက်ကိုဒီသွေးကဲပိတ်သွားတာအတွက်ကိုသူ့ကိုပျော်ဖို့အတွက်သွေးကျဲဆေးတွေပေးရပါတယ်တကယ်လို့ကိုကအခုမှစပြီးတော့လေဖြတ်တာဆေးဝင်လည်းအချိန်မီရိုက်တယ်ဆိုလို့ရှိရင်သူက TPA လို့ခေါ်တဲ့ဒီသွေးကဲပျော်ဆေးကိုအချိန်မီပေးလို့ရတယ်အဲဒီခါမှာဆိုလို့ရှိရင်တချို့တွေဆိုလို့ရှိရင်လူကောင်းနည်းနည်းပြန်ကောင်းသွားတာရှိတယ်ဒါကအုံနောက်သွေးကြောပိတ်ပြီးတော့လေဖြတ်တဲ့လူနာတွေအတွက်ဖြစ်ပါတယ်ဒါမှမဟုတ် warfarin တောက်ဆေးရှိတယ်နောက်ကအပိစာပန်Rivaroxaban ဒီဆေးဆိုလို့ရှိရင်ဒါကျွန်တော်ကိုဗစ်တုန်းကအသုံးပြုတဲ့ဆေးတွေဖြစ်တယ်သွေးကျဲဆေးတွေပေါ့နော်ပြီးလို့ရှိရင်တခြားသွေးကျဲဆေးတွေဖြစ်တဲ့ aspirin clopidogrel ဒီလိုဆေးတွေဖြစ်ပါတယ်နော်ဒါတွေကသူ့ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်ပေးတာမျိုးဖြစ်ပါတယ်ဆေးအားလုံးကတော့သွေးကျဲဆေးအမျိုးအစားတွေဖြစ်ပါတယ်နော်ဒါဒီအုံနောက်သွေးကြောပိတ်သွားတာအတွက်အသုံးပြုတဲ့ဆေးတွေဖြစ်ပါတယ်တကယ်လို့သင်ကအုံနောက်သွေးကြောပေါက်ပြီးတော့လေဖြတ်တာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ရှေ့မှာကျွန်တော်ပြောထားတဲ့သွေးကျဲဆေးတွေပေးလို့မရပါဘူးเนาะအဲ့တော့ကိုကငကိုတွေကမှအုံနောက်သွေးကြောကပေါက်ထားတာသွေးရထွက်နေတာအဲ့ဒါကိုသွေးကျဲဆေးသွားပေးလိုက်မယ်ဆိုလို့ရှိရင်ယောဂါကပို့ပြီးတော့စိုးနိုင်တယ်အဲ့ဒါကြောင့်မလို့လေဖြတ်ပြီဆိုတာနဲ့ကျွန်တော်တို့ကအုံနောက်ကိုကွန်ပျူတာဓာတ်မှန်ရိုက်ကြတယ်အုံနောက်သွေးကြောပေါက်တာလားအုံနောက်သွေးကြောပိတ်တာလားခွဲခြားရတယ်ပြီးတော့ယောဂါတစ်ခုကမတူဘူးပေးရတဲ့ဆေးလည်းမတူဘူးတကယ်လို့အုံနောက်သွေးကြောပေါက်သွားတာဖြစ်မယ်ဆိုလို့ရှိရင်တော့ရှေ့မှာကျွန်တော်ပြောထားတဲ့သွေးကျဲဆေးတွေလုံးဝပေးလို့မရဘူးယောဂပိုဆိုးရလိမ့်မယ်အဲ့ဘာတွေပေးရလဲဆိုလို့ရှိရင်တော့အဓိက तू ကအုံနောက်သွေးကြောပေါက်တာကသွေးတိုးယောဂရှင်ဖြစ်တတ်တယ်အဲ့တော့အရေးပေါ်သွေးမောင်ချရပါတယ်เนาะအရေးပေါ်သွေးမောင်ကျဆေးတွေကိုဆေးထိုးပြီးတော့ချတာမျိုးရှိတယ်ပြီးလို့ရှိရင်အုံနောက်ထဲမှာဒီ PR ကျသွားအောင်ဘာဖြစ်လို့လဲဆိုတော့အုံနောက်ကသွေးကြောပေါက်သွားပြီဆိုလို့ရှိရင်အုံနောက်ထဲမှာသွေးခဲတယ်သွေးယူတယ်အဲ့ဒီခါမှာ तू ကသွေးအလုံးပုံစံဖြစ်တာပေါ့နော်အဲ့တော့ pressure တက်ရောက်ပါတယ်အဲ့ pressure ကြီးများလို့ရှိရင် तू ကပို့ပြီးတော့လူနာပိုခမ်းပါတယ်အဲ့ pressure ကိုချဖို့အတွက်ကျွန်တော်တို့ကနော် Maniton ဒီလိုဆေးတွေချိန်ရတာမျိုးရှိတယ်လိုအပ်လို့ရှိရင်ခွဲစိတ်ပြီးတော့ဒီသွေးခဲကိုနော်ဖယ်ထုတ်ရတာမျိုးလည်းရှိပါတယ်ဒါတော့သူ့ရဲ့ကုသတဲ့အပိုင်းဖြစ်ပါတယ်နော်နှစ်ခုကမတူပါဘူးနောက်လိုအပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီသွေးတွင်းအဆီဓာတ်များနေမယ်ဆိုလို့ရှိရင်သို့မဟုတ်တချို့လူနာတွေမှာအုံနောက်သွေးကြောပိတ်သွားတဲ့လူနာတွေမှာသွေးတွင်းအဆီဓာတ်များနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်သွေးတွင်းအဆီဓာတ်ကျစေတဲ့ဆေးတွေကိုပုံမှန်တောက်ရတာမျိုးလည်းရှိပါတယ်အများအပြားဒီဆေးတွေအကုန်လုံးကဆွဲပြီးတော့တောက်ရပါတယ်ဖြတ်လို့မရပါဘူးဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့တောက်ရတဲ့ဆေးတွေဖြစ်ပါတယ်နော်တကယ်လို့ဒီဆေးတွေတောက်နေရင်လည်းမှဖြစ်မယ်ကျွန်တော်အရေပြားမှာအကွက်တွေပေါ်မယ်ဝမ်းသွားလို့ရှိရင်ဝမ်းမဲသွားမယ်နှာခေါင်းသွေးရှက်မယ်တဖုံးသွေးယုံမယ်အရေပြားမှာအနီကွက်တွေပါတယ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မပေါ်ဆပါနဲ့သွေးကျဲဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်နိုင်ပါတယ်ကျွန်တော်ဆရာဝန်နဲ့တေချာပြန်ပြပါသွေးကျဲဆေးကိုပြန်ပြီးတော့ညှိရတာမျိုးလောက်ရနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်းအောက်မှာ yes လို့မှန်ပေးခဲ့ပါဦး